motivation နဲ့ discipline ဘာကွာလဲဆိုတာကိုသိရတူရှိဖြည့်ပေးချင်တာပေါ့နော်မာမူပေါ့နော်မာမူလက်ထောင်ထားတယ်မာမူရဲ့ video လည်းသူ့ရဲ့ reaction video တွေ follower တွေအများကြီးပဲဟာဟုတ်လား follower တက်တာတော်တော်ကျန်းတယ်ပေါ့နော်အဲ့တော့တစ်ချက်လောက်ဖွင့်မိပါအောင်ဒါသူကလည်း YouTuber 101ကပါအပဲပေါ့နော်အဲ့တော့အခု follower ဘယ်လောက်ရှိသွားပြီလဲမာမူက Hello ကြားပြီလားโอเคကြားတယ်ဟောဒီမှာ amplifier တွေရောဟို home studio ဆက်တဲ့တွေ့တော့ mic ကနှလုံးဖြင့်အဲ့ဒါဘယ်လိုလဲဟို video တွေတွေ့ရပါတော့ဘယ်လိုလဲ follower ဘယ်လောက်ရှိသွားလဲခုအဆင်ပြေလားအခုလောတဲ့440ပေါ့အဲ့ကိုဒီစီမှာ join တော့ကျွန်တော် around 1k လား 3k လားမသိအဲ့ဝင်းကျင်မှရှိသေးတယ်တခုတော့ဖြစ်သွားတာပေါ့သိရမလားအဲ့ပြီးတော့ဒုံဆိုအဲ့မှာကျွန်တော် short video ကစပေါက်ပြီးတော့နောက်ပိုင်းကျတော့ audience ကတော့အစတော့ဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်သွားသေးတယ်နိုင်ငံတကာမှာနောက်ကြောင်မြန်မာကိုပြန်ရောက်သွားတယ်ပေါ့အဲ့ပြီးတော့အဆင်ပြေသွားတယ်ပေါ့ဒီတနန်းဝင်လာတယ်ဆိုတော့လေကျွန်တော်တခုထက်ရအောင်မယ်ဆိုပြီးတော့ YouTuber ဝင်ပြီးတော့တခုရသွားတခုဖြစ်သွားတယ်ပေါ့နော်ဒီဟိုမှာလည်းဒီတနန်းကို join မြစ်တာလည်းအဲ့ဒါပေါ့ဒါပြီးရင်တခုထက်ရမယ်ပေါ့အခုအချိန်တွေက manage မလုပ်နိုင်တာနဲ့ video တွေမရိုက်နိုင်တာနဲ့ကိုအဲ့ကျွန်တော် full time job တစ်ခုနဲ့အဲ့လိုမျိုးပေါ့တခြားအလုပ်တွေနဲ့ဦးနော်homework ကောက်လုပ်တာတို့ဘာလို့အဲ့ဒါနဲ့ဟိုမဖြစ်တော့အမှကိုဒီရဲ့ကြော်ညာထပ်ဝင်လာပြန်ဝင်လာတော့ဒီဟာလေးကအကိုနဲ့ကွက်တီဖြစ်မယ်အဆင်ပြေမယ်ဆိုပြီးတော့ထပ် join ဖြစ်တာဒါပေမဲ့အဲ့ live session ကပထမပတ်နဲ့ဒုတိယပတ်ကကျွန်တော်မသိလိုက်ဘူးမသိလိုက်ဘူးလားအော်ဒီခါပဲဟာ Telegram ကျွန်တော်လည်းမြုပ်ထားတာအများမြုပ်โอเคအခု notification တက်နောက်ဆုံးပတ်မရောက်နေဟုတ်လားဟုတ်လားဒီတပတ်တော့မ join လို့မရဘူးဆိုပြီးတော့ခါရအောင်ဝင် join တာအုံနောက်ဂရီမီရာရဲ့ discipline နဲ့ motivation နဲ့ပေါ့နော်အဲ့တော့ကျွန်တော်နားလဲတယ်လို့ပြောရမယ်ဆိုရင် motivation ကတော့ motivation ဖြစ်မှလောက်တာပေါ့နော်အဲ့လို motivate တက်လာပြီဆိုသူလောက်ပြီပြီးရင် motivation မရှိတော့ဘူးဆိုရင်သူမဖန်တီးတော့ဘူးဟုတ်ပြရိုက်တာပဲဖြစ်ဖြစ်ဘာပဲလောက်တာပဲဖြစ်ဖြစ်လုံနေကြအလုပ်တခုဒီနေ့ဟိုကဖြစ်လို့ဒီဟာဖြစ်လို့ reason တွေပေါ်လာပေါ့နော်discipline ကကြတော့စီကန်တကြလောက်တာပေါ့နော်ဒီနေ့မိုးရွာနေလဲလုံမှာပဲဒီနေ့နေမကောင်းဖြစ်ချင်နေလဲလုံမှာပဲဒီဟာတခုပြီးအောင်လုံမယ်ဆိုပြီးတော့ပျော်နေလဲလုံမယ်ဝမ်းနေလဲလုံမယ်ဒီတိုင်းလုံမယ်ပေါ့အဲ့လိုနေတိုင်းလုံချင်းအချိန်တစ်ခုပေါ့နော်6လဖြစ်စီတစ်နှစ်ဖြစ်စီကြရင်စင်ပြေသွားမှာပေါ့ကိုလိုချင်တဲ့ target တစ်ခုရောက်လာ100% သူပြောတာဟို100% မှန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ scale ကောင်းလာတယ်အခုဆိုမှမာမူတို့ဆိုရင်အချိန်တိုလေးတက်မှာသူကနာမည်ကြီးတဲ့ creator တယောက်ဖြစ်လာတယ်အဲ့တော့ဒီထဲမှာ scale ထပ်ဖြည့်ပေါ့နော် scale ထပ်ဖြည့်ပြီးမှဘယ်လိုမျိုးကို scale ကို monetize လုပ်မလဲပေါ့နော်အများကြီးဆက်လုပ်သွားလို့ရ personal branding ရှိ networking လောက်ကအရင်လွယ်ဟုတ်ကဲ့ဗျဟုတ်အဲ့တော့ဥမာအခုမာမူကနေသူက networking လုပ်မယ်ပေါ့နော်သူမှာ follower 400k ရှိတယ် YouTube မှာသူ networking လုပ်တယ်ဆိုရင်အရင်လွယ်သူနဲ့ collaborate လုပ်ချင်တဲ့သူတွေကိုကျွန်တော်ကမာမူပါဒါကျွန်တော်ရဲ့ YouTube channel collaboration လေးလုပ်ချင်လို့ပါဆိုမှ support လိုက်တာနဲ့သူနဲ့တွဲလုပ်ချင်တဲ့သူအများကြီးရှိတယ်အဲ့ဒါဘာလို့လဲဆိုရင် personal branding ရှိလို့အဲ့တော့ဒီ personal branding နဲ့ networking နဲ့ကတွဲနေရပေါ့နော်ခွဲတင်လို့တော့မရအောင် okay ကျေးဇူးတင်ပါတယ်